အေပိုကခရာဇဝါနာကိုဖြည်းဖြည်းချင်းချင်းကပ်လာခဲ့ပြီးခရာဇဝါကအေပိုနားကလာမှာကိုလန့်လာကြောင်းအေပိုကိုစဝိုင်းလုံးပတ်ရင်လက်ဒီချက်တွေကျွေးနေခဲ့ပါတယ်ဆန္ဒနာပြောတဲ့အတိုင်း hit and run strategy ကိုသူ့ရဲ့လျင်မြန်လာတဲ့ speed နဲ့အတူထိုးနေခဲ့တာကြောင့်အေပိုမနှဲလိုက်ကြည့်နေခဲ့ရပါတယ်ဒီကောင်ပထမအချီတုန်းကထက်တောင်ပုံမြန်လာတာပဲမြန်လည်းမတက်နိုင်ဘူးအမိဖမ်းရမှာပဲဆိုပြီးအေပိုစိတ်ထဲမှာတွေးနေခဲ့ကခရာဇဝါရှိတဲ့ဘက်ကိုဖမ်းလဲလိုက်ပြီးတလန်းကြီးရှေ့တိုးနေခဲ့ပါတယ် project တွေကတော့အေပိုအဲ့လိုနှစ်ကွေးပုံစံမျိုးနဲ့ဆိုခရာဇဝါကိုထိအောင်ထထိုးနိုင်တော့မှာမဟုတ်ဘူးလို့ပြောနေခဲ့ကြပါတယ်ခရာဇဝါရဲ့ speed ကလည်းပြောနေရင်းနဲ့ကိုအသက်ကုန်နေမြန်လာခဲ့ပြီးမရှင်ကန်ကနေထွက်လာတဲ့ကြည်စံတွေလိုလက်သီးတွေနဲ့အေပိုကိုအသက်ကုန်နေဆော်နေခဲ့ပါတယ်ခရာဇဝါဘလောက်ပဲလက်သီးတွေတက်ဆက်ထိုးထိုးအေပိုကတော့အရင်ကအေပိုရဲ့ပုံစံလိုစိတ်တစ်ချက်လှုပ်ရှားခြင်းမရှိပဲတလန်းချင်းသာလိုက်ရွှေ့နေခဲ့ပါတယ်ပွဲကြည့်နေတဲ့ကီမရာနဲ့အင်တာတက်ကီတို့ကလည်းအေပိုကပုံမှန်ဆိုရင်ဒီလိုကောင်မျိုးကိုသူ့ထိုးကိုထိုးအသေးလိုက်ပြင်းနေပြီအခုကျတော့ဘလို့ဖြစ်တာလဲဆိုပြီးပြောနေခဲ့ကြပါတယ်အဲ့လိုပြောနေတဲ့ကီမရာနဲ့အင်တာတက်ကီတို့နှစ်ယောက်သားကိုတကောက်မရာကမင်းတို့ပြောချင်တာကအဲ့လိုအသေးအတန်ဗျမ်းပတာဝင်ထိုးပြီးကိုအထိနာအောင်လုပ်တာကိုပြောချင်တာလားအဲ့ဆိုတကောက်မရာပြောချင်တာကအင်ပိုဒီနဲ့အင်ဂျီရီဖြစ်အောင်ရှောင်းနေတယ်လို့ပြောချင်တာလားအဲ့လိုရှောင်းနေတယ်ဆိုရင်တော့မှဒီတိုင်းခရာဇဝါကိုတော့စိတ်ကြိုက်ထိုးခွင့်မပေးသင့်ဘူးလေဆိုပြီးကီမရာနဲ့အင်တာတက်ကီတို့ကတကောက်မရာကိုပြန်ပြောခဲ့ပါတယ်တကောက်မရာကတော့အပိုးရဲ့ခြေခွက်တွေရွှေ့တာကိုသာတေချာကြည့်ဖို့ပြန်ပြောလိုက်ပါတယ်အစီအစဉ်တစ်ဆက်သူနဲ့ပြည်သက်တွေအားလုံးကတော့ခရာဇဝါသာပြန်လာနေပြီလို့တွေးနေကြကြကအပိုးရဲ့လေးလေးကြီးရွှေ့နေတဲ့ခြေခွက်တွေကိုအားမရဖြစ်နေခဲ့ကြပါတယ်ယာကီကိုတိုင်ကလည်းစိတ်ပူပြီးခေါမကဝါကိုတခုလှုပ်ဖို့လမ်းပြောနေခဲ့ပါတယ်ခေါမကဝါကတော့မင်းကောပဲပြည်သက်တွေလူထင်နေတာလားဆိုပြီးယာကီကိုတေချာကြည့်ခိုင်းခဲ့ပါတယ်တေချာကြည့်စမ်းပါတဖြည်းဖြည်းနဲ့ပွဲကိုတကယ်ထိန်းချုပ်နေတာကခရာဇဝါမဟုတ်ဘူးအပိုးပါကွာဆိုပြီးပြောလိုက်ပါတယ်အဲ့လိုပြောပြီးချင်းမကြဘူးကျိုးဝိုင်းထဲကိုကြည့်လိုက်တဲ့အခါမှာတော့စဝိုင်းပုံပတ်နေတဲ့ခရာဇဝါရဲ့လမ်းကြောင်းကအပိုးတစ်ချက်ရှိတိုးလိုက်တိုင်းပြက်သွားပြီးပတ်ထုံးနေတဲ့ခရာဇဝါကသူမသိလိုက်ခင်မှာပဲကျိုးဝိုင်းထဲကိုအပိုးခံလိုက်ရပြီးဖြစ်ပါတယ်အပိုးကခရာဇဝါထိုးသမျှတွေကိုတောက်ခံထားပြီးစိတ်ရှင်နဲ့ခရာဇဝါလမ်းကြောင်းကိုတဖြည်းဖြည်းပိတ်နေခဲ့တာပဲဖြစ်ပါတယ်အပိုးထိုးသမျှပွဲတွေမှာအောက်ဘော်စာတွေအများကြီးကိုကျုံခဲ့ရပြီးအောက်ဘော်စာတွေကအပိုးလိုလက်တီးပြင်းနဲ့ infighter ဘော်စာမျိုးဆိုအမြဲဝေးဝေးကရှောင်းလက်ရှိတဲ့ကိုအပိုးကတီထားခဲ့ကတလန်းချင်းစီတိုးပြီးဖျဲချောက်ရင်းတောင်းကိုပို့ခဲ့တာပဲဖြစ်ပါတယ်အပိုးကအောက်ဘော်စာတွေနဲ့ထိုးတာကိုကျင်နာရသွားပြီးဖြစ်ပြီးအောက်ဘော်စာတွေကိုအေးဆေးကိုင်းနိုင်နေပြီဖြစ်ကြောင်းကိုတကောက်မရာကကီမရာနဲ့အင်တာတက်ကီတို့ကိုပြောနေခဲ့ပါတယ်။ကျိုးဝိုင်းနောက်မှာခေါမကွာကလည်းအပိုးကညံကောင်းတဲ့ဘော်စာတယောက်လည်းမဟုတ်ပေမဲ့သူထိုးခဲ့တဲ့အတွေ့အကြုံတွေကြောင့်သူတော်တော်ထိုးတက်သွားတာပဲ။အပိုးကသူ့ရဲ့ပြန်ဘက်ကိုဘာပြီးရင်ဘာလုပ်မယ်။ဘလို့ပြန်ဘက်ကိုဘလို့ထိုးရမယ်ဆိုတာတွေကိုအဲ့လိုသိလာပြီး basic တွေကိုပါအလိုလေးပြန်လေ့ကျင့်ထားတဲ့အပိုးအတွက်ခရာဇဝါလို rookie တယောက်ကအလွယ်လေးဖြစ်သွားတာပဲဖြစ်ပါတယ်။အခုဆိုရင်ထောင်းဝံပိတ်မိနေတဲ့ခရာဇဝါကိုပြစ်ဖို့အသင့်ဖြစ်နေတဲ့ဒုံးကြီးတစ်စင်းလိုအနေထားနဲ့အပိုးကြည့်နေခဲ့ပြီးခရာဇဝါတို့နားကားရတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ခရာဇဝါကလည်းပေါ့သေးသေးမဟုတ်နားကားမခံပဲအပိုးကိုပြန်တီးဖို့အပိုးအဝင်ကိုစောင့်နေခဲ့ပါတယ်။အပိုးကလည်းလှုပ်ဆန်းမနေပဲဘေးကြီးနဲ့ညာရင်းလိုက်နဲ့အတူ Dempsey Road နဲ့ဝင်လာခဲ့ပါတယ်။ခရာဇဝါကလည်းအသင်းဆောင်နေတဲ့အနေအထားနဲ့အတူသူ့ရဲ့အမြဲပြောနေကြ Dempsey Road ကောင်တာကိုထုတ်သုံးလိုက်ပါတယ်။အဲ့ဒါကတော့အနောက်ကိုဆုတ်လိုက်တာပဲဖြစ်ပြီးအဲ့လိုဆုတ်လိုက်တာဟာ Dempsey Road ရဲ့ technique ဖြစ်တဲ့ blind spot ကနေဘယ်ဝညာဝလက်သီးတွေဝင်လာတာကိုရှင်းရှင်းလင်းလင်းမြင်ရသွားပြီးကောင်တာနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီကွက်ကဆာဝါမူဟာတုံးခဲ့တဲ့အကွက်လိုမျိုးပဲဖြစ်ပြီးဆာဝါမူဟာကိုတိတ်လာတဲ့အပိုးကတော့တစ်ခါပဲခံမယ်ဆိုတဲ့အထားနဲ့ခရာဇဝါရှိကနေပျောက်သွားခဲ့ပါတယ်။ Dempsey Road လက်သီးတွေလာတော့မယ်လို့ထင်ထားတဲ့ခရာဇဝါလည်းတစ်စက္ကန့်လောက်ကြောင်သွားခဲ့ပြီးအဲ့လိုခဏကြောင်သွားတဲ့အချိန်မှာပဲအပိုးကအောက်ကနေအပီကျွေးတော့မှာပဲဖြစ်ပါတယ်။အပိုးအောက်ငုံပြီးအောက်ကနေ body shot ကျွေးတော့မှာကိုခရာဇဝါတိလိုက်ပြီးမြဲအရင်နောက်ကျသွားခဲ့ပြီးငါးဘိုက်ကိုကြောင်လုံးလုံးမအောင်အသက်ကုန်လေးကျင်လာတာကွာထိုးသမ်းမှာဆိုပြီးအသက်ကုန်အောင်အန်ကိုကြိတ်လိုက်ပါတယ်။အပိုးကတော့ရှော့ခန်းကြီးနဲ့အနီးကကပ်ပြစ်လိုက်သလိုအားနဲ့ပြစ်ထိုးလိုက်တာခရာဇဝါတို့ဘိုက်ခွဲပြီးပဲဖြစ်ပါတယ်။အပိုးရဲ့ထိုးချက်ကိုခံလိုက်ရတဲ့ခရာဇဝါခြေထောက်တွေတုန်ခါသွားပေမဲ့လဲကျမသွားပဲတင်းခံနေခဲ့ပြန်ပါတယ်။ချန်ပီယံတယောက်ရဲ့အပြင်းဆုံးထိုးချက်တွေကိုတော့မခံရသေးဘူး။ဒီလောက်နဲ့တော့မလဲနိုင်ဘူးဆိုပြီးအသက်ကုန်တွေတောင့်ခံထားခဲ့ပါတယ်။အပိုးလေးခရာဇဝါကလဲကျမသွားခဲ့တာကြောင့်အနှဲငယ်တော့တိုးဆုံသွားပြီးတောင်းမှာပိတ်မိနေတဲ့ခရာဇဝါကိုစမ်ထိုးသေးပဲခဏအကဲခတ်နေခဲ့ပါတယ်။ပြည်သက်တွေကတော့အပိုးကိုအဆုံးသတ်ဖို့လမ်းဝင်နေခဲ့ကြပြီးခရာဇဝါကတော့အပိုးအားပြင်းကြီးနဲ့ထိုးမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့အပိုးကခရာဇဝါထင်ထားသလိုနောက်ထပ်အားပြင်းတဲ့လက်သီးတွေနဲ့စွတ်မထိုးပဲဂျက်တွေနဲ့သာခရာဇဝါကိုစတိုက်ထိုးနေခဲ့ပါတယ်။ဘာလို့ဆိုအပိုးသားအားပြင်းတဲ့လက်သီးတွေနဲ့တုံးရင်အလွဲကျဲသွားပြီးခရာဇဝါကပြေးဖက်တာတို့တောင်းကနေအသာလေးထွက်လာတာတို့ဖြစ်မှာကြောင်ပဲဖြစ်ပါတယ်။တုတ်ကြီးတို့ညံကောင်းနေခဲ့တာပဲဖြစ်ပြီးခရာဇဝါဖက်လို့လည်းမရတောင်းကနေထွက်လို့လည်းမရတိုင်ပတ်နေခဲ့ပြီးအပိုးရဲ့ထိုးချက်တွေကိုကာရရောင်ကလွယ်ပြီးဘာမှလုပ်မရခဲ့ပါဘူး။ခရာဇဝါကလက်သီးအပြော့တွေနဲ့ပဲထိုးနေတဲ့အပိုးကိုစိတ်လိုလာပြီးမင်းရဲ့ Dempsey Road ကိုသုံးဆန်းမှာဆိုပြီးအတင်းနဲ့သုံးခိုင်းခဲ့ပါတယ်။အပိုးရဲ့လက်သီးအပြော့တွေကလည်းလက်သီးအပြော့ဖြစ်နေလို့တာပဲခရာဇဝါကာထားတာတောင်ခရာဇဝါမိထားတဲ့ကျိုးဝိုင်းတောင်းကတိုင်ကြီးတောင်ကွေးလာခဲ့ပါတယ်။ခရာဇဝါကအပိုးရိုက်ထည့်နေကြတစ်တုံးတွေလိုတိုင်ထဲကိုရိုက်ထည့်ခံရတာပဲဖြစ်ပြီး Dempsey Road ကိုကောင်းတာဖို့အဆောင်ကောင်းနေခဲ့ပေမဲ့အပိုးက Dempsey Road ကိုလုံးဝမသုံးဘူးပဲဖြစ်ပါတယ်။ဘဲကိုကြည့်နေတဲ့ခေါမကဝါခလည်းအပိုးကအရင်ကလိုတခုခုဆို Dempsey Road ကြီးနဲ့ဝူဝါ risk ယူပြီးဝင်ထိုးအောင်မယ်ဆိုဒီလိုပြည်ရင်းပွဲတွေတော့နိုင်လောက်ပေမဲ့ဒီကောင်းလည်း water တဲ့အထိမှန်းကျင်တဲ့ဘဲမျိုးက risk နဲ့ basic တွေနဲ့ပပနန်ခုလိုထိုးမှသာ water တဲ့အဆင့်ကိုရောက်နိုင်မှာဖြစ်ကြောင်း
ပြောနေခဲ့ကအပိုထိုးနေတာကိုဂျင်းနဲ့နေခဲ့ပါတယ်အပိုရဲ့ဒမ်စီတို့ကိုစောင့်ရင်ထိုးချက်တွေကိုကာထားတဲ့ဂရဆော့ကတဖြည်းဖြည်းအကာပြတ်လာခဲ့ပြီးအဲ့လိုတစ်ချက်ပြတ်သွားတာနဲ့တပြိုင်နက်အပိုစောင့်မနေခဲ့တဲ့အချိန်ကိုရောက်လာခဲ့ပြီးဂရဆော့ရဲ့အကာကိုအောက်ကနေပင်ထိုးချလိုက်ကအကာပုံသွားတာနဲ့ဂရဆော့ကတိတ်ထိုးစေခြင်းနဲ့ heavy punch တစ်လုံးကိုအပိုကအားပြင်းနဲ့လွှဲလိုက်ပြီးတစ်တုံးကိုတောင်တောင်နဲ့ရိုက်သွင်းသလိုဂရဆော့ကိုလည်းဘော်ရီရှော့အပြင်းကြီးနဲ့ဖုံးနဲ့ပစ်ထိုးချလိုက်ပါတယ်ခရာတော့အပူရဲ့ထိုးချက်ကိုအသေးဆွဲအောင်ခံစားလိုက်ရပြီးအန်ကတ်တွေကပါဇက်ကနေပြုတ်ကျမတက်ဖြစ်သွားခဲ့ပါတယ်ခရာတော့တယောက်လဲကြတော့မဲ့အနေထားပဲဖြစ်ပြီးအဲ့လိုလဲကြတော့မဲ့အချိန်စူကူမီချန်ကိုပေးခဲ့တဲ့ဂရီစကားနဲ့ဂျင်းရဲ့အနာဂတ်ကခေါင်းထဲမှာရောက်လာခဲ့ပြီးဆန္ဒနာနဲ့နီးပြတို့ရဲ့အော်ဒန်နဲ့အတူတင်းခံပြီးခေါင်းကိုပြန်မော့ကထတ်ထိုးဖို့လုပ်ခဲ့ပါတယ်ခရာတော့ကစိတ်ဓာတ်တစ်ခုတည်းနဲ့ပဲဆက်ထိုးနေခဲ့တာပဲဖြစ်ပြီးဒီတစ်ခေါက်မှာတော့ခရာတော့ကဘဲဝက်လက်သီးနဲ့အပုကိုထိုးဖို့လုပ်ခဲ့ပြီးအပုကိုဓာတ်ကိုပြန်ပို့ဖို့ကြံနေခဲ့တာပဲဖြစ်ပါတယ်အပုကလည်းအချင်းမဟုတ်ခါသားဘရဲ့နောက်ဆုံးများဖြစ်တဲ့ဘဲဝက်လက်တီကိုငုတ်ချောင်လိုက်ပြီးဘဲဝက်လက်တီနဲ့ပါကောင်းလာဖြတ်ထိုးချပလိုက်တာအဖိုးရဲ့ထိုးချက်ကြောင့်ခါသားကလင်းထွက်သွားပြီးစင်ပုံကနေပြုတ်ကျမတဲ့ဖြစ်သွားကအန်ကက်ကြီးပါပိတ်သက်ထဲကဘဲတပွဲကိုသွားမှန်ခဲ့ပါတယ်ကျိုးကိုကန်ပြီးပြန်ထွက်လာတဲ့ခါသားကမျက်နှာတစ်ခုလုံးကလည်းစုပ်ပြတ်နေခဲ့ပြီးလဲမကြောက်အောင်ကျိုးတွေကိုရှော့ဆွဲနေခဲ့ပါတယ်ဆန္ဒကကျိုးဝိုင်းလေးကိုတပတ်ပစ်ဖို့လုပ်ခဲ့ပေမဲ့ခါသားဘရဲ့နှီးပြကတော့တားလိုက်ပြီးညှို့နှင်းချက်ရှီအောင်မလားဆိုပြီးအစုံတွေရင်နာနဲ့ထိုးခိုင်းခဲ့ပါတယ်ခါသားကကျိုးတန်းကိုဖမ်းဆွဲနေရင်းနဲ့ဆွဲတဲ့လက်ကလှုပ်သွားပြီးကျိုးဝိုင်းထဲမှာဂျုံးတွေပါထိုးပြီးလဲကျသွားရင်စင်မကောင်းစာနဲ့ခရာဇဝဒေါင်းသွားခဲ့ရပါတယ်ခရာဇဝဒေါင်းသွားတာနဲ့တပြိုင်နက်ကျိုးဝမ်းထန်လုံးကြီးကခေါင်းတော်မကြီးတော့ပဲမာကုနုချီအပိုဗဇက်ခရာဇဝတကုဆိုတို့ရဲ့တိုက်တဲ့ပွဲကပြီးဆုံးသွားခဲ့ပြီးချန်ပီယံကတော့တိုက်တဲ့ကောက်ကောက်တဖန်ပြတ်သွားခဲ့ကချန်ပီယံကတော့ချန်ပီယံဖြစ်နေတုန်းပဲဖြစ်ပါတယ်